အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့မှာတော့ဒီ blog တွေမရိုက်ဖြစ်တာကြပြီပေါ့နော်ဒီနေ့မှာ TikTok မှာဖွဲယူတဲ့ပုံတွေရောပြီးတော့ Facebook မှာတွေ့ကြလို့ဒီကိုရီးယားမှာကြောင်းတက်တဲ့ဟာလေးပေါ့နော်အရင်တော့ကတော့တင်ပူတဲ့ဗီဒီယိုလည်းကြည့်ပေမဲ့အရင်ပြောရမရှင်းကြလို့လားတော့မသိဘူးပေါ့နော်ကိုရီးယားမှာ master တက်ချင်တဲ့ TESOL နဲ့ master တက်ချင်တဲ့ဆိုရင်ဘာလို့လဲပေါ့နော်ဘယ်လိုပြင်ဆင်ထားရမလဲပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာတော့ခဏလေးပဲတူတူနဲ့လူရင်းလေးပဲပြောရပါမယ်ပေါ့နော်အဲ့တော့ကိုရီးယားမှာ master တက်ချင်တယ်ဆိုရင်အရင်ဆုံးပေါ့နော်စိတ်ပူတာကတော့ language ကိုစိတ်ပူတယ်ဘာဖြစ်လို့လဲဆိုတော့ကိုရီးယားစကားနဲ့သင်ပါလားအင်္ဂလိပ်စကားနဲ့သင်ပါလားအဲ့ဒါစိတ်ပူတယ်ဆိုပြီးပြောကြတယ်နောက်ပြီးတော့ဒီကုန်ကြစရိတ်ပေါ့နော်ငွေကြေးကုန်ကြမှုဘယ်လောက်ရှိလဲပြီးတော့စာအုပ်တကယ်လိုက်နိုင်ပါမလားပြီးတော့ဘာတွေလိုမလဲပေါ့နော် first degree ရောဘာတွေအင်္ဂလိပ်စာဖြစ်ဖို့ရောလိုလားတခြားဘာတွေပြင်ဆင်ထားစရာလိုလဲဒါဒီလေးခုကတော့အမေးအများဆုံးပေါ့နော်အဲ့တော့ပထမဦးဆုံးအနေနဲ့တော့ကိုရီးယားမှာတက်မယ်ဆိုလို့ရှိရင်တော့ကိုရီးယားစာတော့အကျင့်ရဖို့လိုရပေါ့နော်မြန်မာတက်တဲ့အကြောင်း Hankook University of Foreign Studies ပေါ့နော် HUFS ဆိုလို့ရှိရင် professor တွေအကုန်လုံးက native ပဲနောက်ပြီးတော့ကိုရီးယား professor တွေလည်းပါတယ်ဒါပေမဲ့သူတို့ဆိုလို့ရှိရင်လည်းအဲ့လိုEnglish ကအရန်ကောင်းတယ်ပေါ့နော်သူတို့ကအဲ့လိုနိုင်ငံကြီးရာနေဘွဲယူလာဖြစ်တဲ့အတွက် English လည်းအရန်ကောင်းတယ်ပြီးတော့အတန်းသူအတန်းသားပေါ့ classmate တွေကလည်းEnglish စာသင်ကြားနေတဲ့သူတွေတော့မဟုတ်ဘူးဒီလိုEnglish school language school ထောင်ထားတဲ့လူတွေပြီးတော့ကျောင်းဖွင့်ထားတဲ့သူတွေအဲ့လို department head တွေ principal တွေအဲ့လိုမျိုးလာကြတာပေါ့နော်အသက်အငယ်ဆုံးဆိုရင်26-29အသက်အငယ်ဆုံးပဲအဲ့ကနေပြီးတော့အသက်30ကျော်လောက်ထိရှိရပေါ့နော်အဲ့ဒီအတွက်ကိုကိုရီးယားစာနည်းနည်းရထားမယ်နည်းနည်းပေါ့ဒီတွာလာလှုပ်ရှားမှုတွေအတွက်ပေါ့နည်းနည်းရထားမယ်အင်္ဂလိပ်စာသိချာကျွမ်းကျင်ရထားမယ်ဆိုရင်တော့အဆင်ပြေတယ်အင်္ဂလိပ်စာဆိုရင်တော့မျိုးဆိုရင်တော့upper intermediate လောက်ပေါ့နော်အဲ့လောက်ထိရထားတယ်ဆိုလို့ရှိရင်တော့ပိုအဆင်ပြေဘာလို့လဲဆိုတော့ဒီစကားပြောဆိုရတွေပါရောအရင်မခက်ပေမဲ့လေစာရီဖတ်ကြရခါကျရင်အရင်ခက်တယ်ကိုကဒီစာရီဖတ်ကြရချင်ကြရင်စာရနည်းနည်းပေါ့နော်ဖတ်ရအဲ့ကြလို့ရှိရင်ကိုယ့်ဘာသာကိုနားလည်နိုင်အောင်လုပ်ဖို့ဒီကိုယ့်အတွက်ကဒီ proficiency level ကတော်တော်ကောင်းနေမှာဖြစ်မယ်ပေါ့နော်အဲ့ဒီအတွက်ကြောင်းမို့လို့အင်္ဂလိပ်စာတော့တေချာပြင်ဆင်ခဲ့ပါကျောင်းမှာကတော့စိတ်ပူစရာမလိုကျောင်းမှာကတော့100% English နဲ့ပဲသင်တာပြီးတော့သင်တဲ့ဟာတွေကလည်းပေါ့နော်တခြားဒီ blog တွေမှာပြောနေသလိုမျိုးကိုရီးယားမှာစာသင်တဲ့သူတွေကကိုရီးယားစာကအင်္ဂလိပ်စာအတန်ထွက်မကောင်းအဲ့လိုမျိုးလုံးဝမဟုတ်ဘူးပေါ့နော်တဲ့ professor တွေကအရန်တော်တယ်တကယ်အရန်တော်ရယ်ပေါ့နော်ကိုနှစ်ခွဲတက်ခဲ့အကြောင်းမို့လို့ကိုသူတို့ဘယ်လိုသင်နေလဲဆိုတော့ကိုယ်တိုင်သိတော့ပေါ့နော်အဲ့ဒီအတွက်ဒီကျောင်းကစာတင်တာမကောင်းမှာတော့ lesson တွေမကောင်းမှာတော့ဆရာမတွေမကောင်းမှာဘာမှစိတ်ပူစရာမလိုဘူးဒါပေမဲ့ကိုရီးယားစာတော့သွားတက်လာတဲ့စားတက်တောက်တက်ပြောတတ်ဆိုတတ်အောင်တော့အနေချင်းတော့ရထားဖို့လိုတယ်အရင်ဘာသာတစ်ခုကိုနားလည်ဖို့အတွက်အရင်မြင့်ပေါ့နော်အဲ့ဒါလောက်တော့မလိုဘူးနောက်နံပါတ်2အနေနဲ့ပေါ့နော်ငွေရေးကြေးကိစ္စပေါ့နော်အဲ့တော့မြင်ကြည့်လိုက်တာတော့ပေါ့နော်ကိုရီးယားကတော့တခြားနိုင်ငံထက်ဆိုင်စရှင်းမယ်ဆိုလို့ရှိရင်တော့ကုန်ချစရိတ်နည်းနည်းတယ်လို့တော့ယူဆလို့ရတယ်ပေါ့နော် semester တစ်ခုကိုမင်းတို့ကျောင်းဆိုရင်အခု52သိန်းပေါ့52သိန်းပေါ့နော်အခုတိကျင်တော့1ဈေးနဲ့မြန်မာဈေးကိုတိကျင်တော့ 2.7 နဲ့မြှောက်လို့ရပါပေါ့အကြမ်းမြင့်အဖြစ်ဆိုရင်တော့သိန်းအခုဈေးနဲ့ဆိုလို့ရှိရင်သိန်း120ပေါ့အဲ့လောက်တော့ကုန်မယ်ဒါကတော့ကျောင်းလာခါကြီးပဲပေါ့နော်ကျောင်းလာခါကြီးပဲကိုယ့်ရဲ့နေစိတ်စားစိတ်ကတော့တစ်လောက်အနည်းဆုံးတော့10သိန်းကနေ15သိန်းလောက်တော့ကုန်မယ်လို့တော့မှန်းထားလို့ရတယ်ဘာလို့လဲဆိုတော့ကျမကြီးအမခံရှိတယ်နောက်ပြီးတော့အိမ်လာခပေးဖို့ရှိရဲ market ဖို့တို့ရေဖို့တို့ပြီးတော့ဒီ transportation fees တွေပြီးတော့စားတောက်စရိတ်တွေပေါ့နော်10သိန်း15သိန်းလောက်ရှိရဲအဲ့တော့ဒါကတော့ကိုသုံးတဲ့ပုံမှာမူတည်မှာပေါ့နော်နောက်တစ်ခုကကြတော့နောက်တစ်ခုအမေးများတာကြတော့ကိုယ့်ရဲ့ first degree က English မဟုတ်ရင်တက်လို့ရအောင်ဆိုတက်လို့ရတယ်အဲ့တော့ကိုယ့်ရဲ့ပထမဦးဆုံး degree က English မဟုတ်ဘူးဆိုလို့ရှိရင်လည်းကို့မှာဘာပြင်ဆင်ထားဖို့လိုလဲဆိုတော့အမှ TESOL diploma တို့လို့ CELTA တို့လို့ပြီးတော့ TEFL တို့လို့အဲ့လိုမျိုးလေးပြင်ဆင်ထားလို့ရှင်ကောင်းတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပြီးရင် teaching experience လည်းလိုတယ် teaching experience ဆိုဘယ်နှစ်ရှိရဲပြီးကိုကဘယ်လို diploma ရထားရပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်အကြောင်းကကိုခေါ်ခြင်းတယ်ပေါ့အဲ့ဒါအပြင်ပေါ့ကိုဒီ English major နဲ့ကျောင်းပြီးခဲ့ဆိုပို့ပြီးအဆင်ပြေ English major နဲ့ကျောင်းပြီးခဲ့တဲ့သူတွေဆိုလို့ရှိရင်ဒီလိုမျိုးprerequisite ဆိုပြီးတော့လေအရန်တက်ကတဲ့ major တီရှိရ3ခုလောက်ရှိအဲ့ဒါကြီးသူတို့ကယူစရာမလိုယူခြင်းလည်းရပါတော့နော်အဲ့ဒါကြီးယူစရာမလို English major မှာဒီလို literature တို့ English မှာ translation တို့ English translation တို့ literature အဲ့လိုမျိုး course တွေလည်းရှိအဲ့ဒါကြီးနဲ့ပြီးခဲ့တဲ့သူကမြန်မာနိုင်ငံပဲပြီးဒီနိုင်ငံပဲပြီးပေါ့နော်ရတယ်ဒါပေမဲ့အဲ့မှာမင်းတို့ဘာထက်မေးကြလဲဆိုတော့ဒီချဲ၄နှစ်တက်ကရတက်ကတူလို့ပြောထားတယ်မြန်မာနိုင်ငံမှာကျတော့3နှစ်ပဲတက်ရပါပေါ့နော်ဟုတ်ကိုရီးယားမှာကျတော့လေသူက
4 နှစ်တက်ကတူရှိရ2နှစ်တက်ကတူရှိရပေါ့နော်အဲ့တော့4နှစ်ဆိုတာကျတော့သူတို့နိုင်ငံအခုတတ်မှတ်ထားတာပေါ့ကွာဟိုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းအရင်တော့ဆိုမြန်မာတို့တော့ဆိုတက်ကတူ3နှစ်ပဲတရားလေအဲ့ဒါတူပါပဲ4နှစ်ပဲဖြစ်3နှစ်ပဲဖြစ်2နှစ်ကျတော့ဒီမှာတော့2နှစ်ဆိုရင်အရင်ဟိုတီမိမိတင်ကြမှာဒီပလိုမာ course လောက်ပဲပေါ့နော် degree တစ်ခုလောက်တော့ရအောင်ပေါ့အဲ့လိုမျိုးကြောင့်မို့သူက4နှစ်တက်ကတူတော့ပြီးရမယ်ဆိုပြီးတော့အကြောင်းကပြောထားတာနောက်တစ်ခုမေးထားတာဒီချက် IELTS တို့ TOEFL တို့အမှတ်တွေရောလိုလားဆိုတော့ IELTS ကတော့လေအကြောင်းကတော့မတောင်းဘူးဒါပေမဲ့ဟိုဗီဇာတို့ဘာလို့လုပ်တဲ့အချိန်ကြလို့ရှိရင်တော့လေအနည်းဆုံး topic level မရှိရင်တော့အနည်းဆုံး6တော့ရှိရမယ်ပေါ့နော်အဲ့လောက်ပြင်ဆင်ထားရဆိုရပြီဟို7တို့8တို့လိုမျိုးဟို English speaking country လိုမျိုးအဲ့လိုမျိုးတောင်းတာရေလို့တော့မရှိဘူးပေါ့နော်နောက်ဆုံးနံပါတ်4ပေါ့နော်9မိနစ်တောင်ကြော်သွားပြီဆိုတော့မြန်ပြောလိုက်မယ်နံပါတ်4ကကြောင့်စာလိုက်နိုင်လားပေါ့နော်စာကတော့လေ teacher တို့အရန်ကြီးလေကြောက်စရာတော့မလိုဘူးပုံမှန်လေးလုပ်ရမယ်ဆိုလို့ရှိရင်တော့စာတော့လိုက်နိုင်တယ်ဒါပေမဲ့ပြဿနာတစ်ခုကလေဘာလဲဆိုတော့စာအရန်ဖတ်ရတယ်အဲ့ဒါတော့စာတော့မငီးမငွေဖတ်နိုင်ရမယ်သူတို့ကဟိုအเจ้าမှာကြတော့လေဆရာကနေပြီးတင်တာကိုအဲ့လိုမျိုးဦးစားပေးရမျိုးမို့ကိုကနေစာရေးဖတ်လာရမယ်ပြီးရင်သူတို့ကအဲ့စာဖတ်တဲ့အခါမှာဒီလိုပေါ့နော်ကိုဒီဦးစားပေးပြီးဖတ်ရမယ့်ဟာလေးဆိုတော့မိခွန်းလေး worksheet လေးနဲ့ထုတ်ပြီးအဲ့ထားလို့ရှိရင်အဲ့ဟာလေးတို့ဖြေရမယ်ပေါ့ဖြေပြီးကြောင်းရအောင်တကယ်ချင်းနေနဲ့ဆွေးနွေးရမဆွေးနွေးနိုင်ဘူးဆိုလို့ရှင်တော့အဆင်မပြေဘူးပေါ့နော်အဲ့တော့စာကတော့အရင်စိတ်မပူနဲ့ကိုကပုံမှန်စူးစမ်းတဲ့သူအရင်ကြီးကွာအရင်အသေးအမဲအဲ့လိုမျိုးလုံးနေကြမလို့ပုံမှန်စူးစမ်းတဲ့လူလောက်ဆိုလို့ရှင်တော့မျိုးထင်တယ် A တို့ B တို့လောက်တော့ရမယ်လို့ထင်တယ်အမေ A+ ဆိုရင်တော့လုံးဝတော့အသေးကြီးစူးစမ်းမယ် A+ လို့ခြင်းနေဆိုရင်နောက်တစ်ခုကကျတော့ scholarship ပေါ့နော် scholarship ကကျတော့မျိုးတို့ကျောင်းကနည်းနည်းချေရတော့ scholarship တွေပါပေးရမျိုးဒီ master မှာတိတ်မရှိဘူးဒါပေမဲ့ဘယ်လိုလူတွေကိုပေးလဲဆိုရင် semester 4ခုသွားတဲ့လူတွေပေါ့နော်4ခုပဲဖြစ်ဖြစ်5ခုပဲဖြစ်ဖြစ်4ခု5ခုကြိုက်တဲ့လောက်ယူလို့ရတယ်ပေါ့အဲ့တော့4ခုတက်တဲ့သူတွေဆိုလို့ရှိရင် A+ all A+ ရရမယ် semester 4ခုလုံးအဲ့ဒါဆိုရင်နောက်ဆုံးကြလို့ရှိရင် semester တစ်ခုစာသူကအကြောင်းလာခပြီးအဲ့ဆို52သိန်းဝန်းပြန်ရအဲ့ဒါနောက်ဆုံးမှပြရအောင်နှစ်နှစ်လုံးတက်ပြီးတော့မှကိုယ့်ရဲ့ bank account တွေကိုထည့်ပေးလိုက်တာအဲ့လိုမျိုးကတော့ရှိရဒါပဲပေါ့နော်တခြားဟာတွေကတော့အများကြီးမရှိပါဘူးအဲ့တော့ကယ်ရီစိတ်ဝင်စားရဆိုလို့ရှိရင် Hankook University of Foreign Studies ဆိုပြီးတော့ရိုက်ရှာလို့ရတယ်ကိုရှောက်ချင်တယ်ဆိုလို့ရှိရင်ပေါ့အမကိုရီးယားကိုကျောင်းလျှောက်ပေး agency ရှိရဲ့အဲ့မှာကျမတို့ဒီကိုကျောင်းလျှောက်ချင်လို့ပါကျွန်တော်ကတော့ဒီကိုကျောင်းလျှောက်ချင်လို့ပါဆိုရင်တို့က form တွေပါဖြည့်ပြီးတော့လျှောက်ပေးလိုက်မယ်ဟိုအားလုံးပဲတက်မယ်ဆိုလို့ရှိရင် welcome မှာလို့မေမို့လည်းသိချင်တာရှိလို့ရှင်လည်းမေးလို့ရတယ်မေမိုကတော့ဒီ2026မှာဘွဲရသွားပြီပေါ့2025တော့အကြောင်းပြီးရပေါ့ဘွဲရတော့ဒီ2026မှာယူလိုက်တယ်ပေါ့နော်နောက် PhD သွားမယ်အကြောင်းမှာလည်းအဲ့လိုမျိုးပဲတီစောတင်တာရှိတယ်ဒါပေမဲ့သူကဈေးလည်းနည်းနည်းသက်သာတယ်ဒါပေမဲ့မေမိုအဲ့အကြောင်းမသွားရသေးဘူးပေါ့အခု March လမှာစတက်မှာမို့လို့အများကြီးအဲ့အကြောင်းတော့မပြောရသေးဘူးပေါ့နော်တခြားသိချင်တာရှိရဆိုရင်လည်းမြန်မာနိုင်ငံကနေပြီးတော့လာတက်မဲ့ teacher အနေနဲ့ပေါ့နော်ကိုရီးယားကချာတွေကြိုက်တယ်K-pop တွေကြိုက်တယ်ကိုရီးယား lifestyle တွေကြိုက်တယ်အဲ့လိုမျိုးကိုရီးယားဈေးလဲနည်းနည်းတခြား country တွေတက်တာတယ်အဲ့လိုမျိုးကိုရီးယားကိုရွေးချယ်ခြင်းနဲ့အိမ်မက်ရှိရဆိုလို့ရှိရင်လာလဲလို့ရပါပြီးတော့အလုပ်ကိုင်အခွင့်အရေးကြောင်းကတော့နောက်ဗီဒီယိုမှာတင်ပြီးတော့ပြောပြပါမယ်နော်10မိနစ်တောင်ရှိသွားဆိုစကားပြောတာမြင်သွားရဆိုလို့ရှိရင်လည်းခွင့်လွှတ်ပေးပါဒီဗီဒီယိုလေးကပေါ့နော်အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အဲ့ဆိုကျေးဇူးတင်ပါတယ်တတာပါ